ဒီဇင်ဘာလတည်းလည်းရောက်ပြီဆိုတော့အခုရန်လေးအေးနေပြီအဲ့တော့ကလောဈေးကိုကျွန်တော်တို့တူတူသွားကြည့်လိုက်ရအောင်နော်ခါတိုင်းတော့ဆိုင်ငယ်နဲ့တွားတာပေါ့နော်ဒီတစ်ခေါက်တော့လမ်းလျှောက်ပြီးတော့တွားကြည့်ပါမယ်မနက်ခင်းအစောရဲ့ဒီကလောမျိုးရဲ့အလှလေးကိုလည်းကြည့်ရင်လည်းပေါ့လေအခုလိုဒီဇင်ဘာလဆိုလို့ရှိရင်ကလောမျိုးမှာဒေါကပန်လေးတွေအများကြီးပဲဖွင့်နေပါပြီတော်တော်လေးလည်းလှတယ်ပေါ့နော်ကျွန်တော်ကစောင်းနှင်းကိုကြိုက်တယ်လို့မဟုတ်လားမသိတော့စောင်းနှင်းဆိုလို့ရှိရင်ဘယ်နေရာကိုပဲကြည့်ကြည့်အမြဲလက်ဆက်ပြီးတော့မှလှပနေတာပေါ့နော်အဲဒီနေရာလေးကိုတော့အားလုံးသိမယ်လို့ထင်ပါတယ်ဒါတော့ဈေးအတွင်းပိုင်းပေါ့နော်ဈေးနေ့ဆိုရင်တော့များတော့အပြင်ကျွန်တော်တို့ဈေးအပြင်ဘက်တန်းမှာပဲဝယ်ရများပါတယ်မနက်စာတော့လေကျွန်တော်တို့ဈေးလာတိုင်းဆိုလို့ရှိရင်မက်နင်းစီရကောက်ညင်ပေါင်းအမြဲတမ်းစားဖြစ်ပါတယ်သူရဲ့ကောက်ညင်ပေါင်းနဲ့အကျော်အရင်အရာရရှိပါတယ်ဈေးနေ့ဆိုရင်တော့လေကျွန်တော်တို့ကဈေးအတွင်းပိုင်းမှာဝယ်ရတဲ့အပြင်တန်းမှာခင်းတဲ့ဒီတောတယ်လို့ခေါ်တာပေါ့နော်အိမ်မှာညာရောအပြင်ဝယ်ပါတယ်ဘာလို့လဲဆိုတော့ဟင်းသီးရွက်တွေရန်ကိုဈေးတက်တာပါတယ်ပြီးတော့လက်လက်ဆက်ဆက်လေးရတယ်ပေါ့နော်အခုဒီ9တန်းလေးရပါတော့ဒါဒေတာခဏရောင်းနေဒီလက်ဆက်တဲ့ငါးတွေပေါ့နော်ဒီမှာဝယ်လို့ရှိရင်လည်းအရင်စီတက်တာပါတယ်အရင်ကိုမီးခဲ့ပြီးတော့မှရောင်းတာလေကျွန်တော်ဒီဘက်မှာပဲတွေ့ဘူးတာတော့ပေါ့နော်အရင်တော့မစားရဘူးဒါပေမဲ့ခုနောက်ပိုင်းတော့နည်းနည်းတော့စားဖြစ်ပါတယ်ဟိုရိုက်တရားရင်လည်းပဲဈေးဝယ်လို့လည်းပြီးတော့ပါပြီပြန်လိုက်ပါအောင်မယ်ဘိုင်ဘိုင်